အသားကြော်ထားတဲ့အိုးထဲမှာပဲစီအနှင်းငယ်ထည့်ပြီးစီပူလာရင်တော့သွတ်သွန်ဖြူလေးထည့်မယ်သွတ်သွန်ဖြူလေးအယောင်ပြောင်းလာရင်တော့ပဲကောင်းရှည်လေးကိုထည့်လိုက်တယ်ပဲကောင်းရှည်လေးနည်းနည်းလေးစိမ့်လာပြီဆိုရင်တော့အရသာမုန့်ကိုထည့်မယ်ငံပြာရည်ထည့်မယ်ပြီးတော့နတိချောင်းလို့ခေါ်တဲ့ထိုင်းငရုတ်ကြီးအနှစ်လေးကို2စွန်းလောက်ထည့်လိုက်တယ်ပြီးရင်တော့ဝက်သားကျွတ်ကြော်လေးကိုထည့်လိုက်ပြီးတမတ်အောင်မွေလိုက်ရင်ရပါပြီခရုစီလေးကိုလည်းထည့်မယ်နော်။အော်နည်းနည်းဆက်ဆက်လေးစားချင်တာမို့လို့ငရုတ်သီးမုန့်ကိုပါထည့်လိုက်တယ်။ထပ်ပြီးတော့တမတ်အောင်မွေလိုက်ရင်ရပါပြီ။ဒီပဲတောင်းရှည်နဲ့ထိုင်းငရုတ်သီးအနှစ်ကျော်လေးကမွေးမွေးလေးနဲ့တအားစားလို့ကောင်းတယ်တကယ်ပါ။လှုပ်စားကြည့်ပါနော်။ကြည့်ရှုအားပေးကြသူအားလုံးလည်းကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေ။